မင်္ဂလာပါဒီနေ့ကတော့ခံပြေးဆုံးကိုပိုင်ထက်တန်းကျောင်းရဲ့ပညာရေးစုံညီပွဲတော်ခန်းနာပဲဖြစ်ပါတယ်ဒီခန်းနာမှာပကြီးကားအချက်90ကျော်သုံးမွေးချီထိုးထားတဲ့လက်မှုပညာလေးတွေနဲ့အမတ်တရစာရေးတဲ့ဟာလေးတွေနောက်ပြီးတော့ KG ကလေးလေးတွေရဲ့အမတ်တရဓာတ်ပုံလေးတွေနဲ့စာအယောင်ကောင်းတာလေးလည်းထားပေးပါတယ်အရန်ကိုမှပြည့်စုံတဲ့စုံညီပွဲလေးတစ်ပွဲဖြစ်အောင်တော့အတက်နိုင်ဆုံးစူးစမ်းပြီးတော့မှဖန်တီးထားတာပဲဖြစ်ပါတယ်ပစီပြခန်းလက်မှုပြခန်းလေးတွေနဲ့စုံညီပွဲကိုလည်းအခမ်းအနားနှစ်ပိုင်းနဲ့ကျင်းပပြုလုပ်သွားတာပဲဖြစ်ပါတယ်ပထမပိုင်းမှာဆိုရင်ဘွားတွေစီလုံးချင်းတဲ့တခြင်းတစ်ပုတ်တခြင်းတွေပြည်တော်စုကြီးရဲ့မြန်မာဆိုတဲ့တခြင်းတွေနဲ့ပထမပိုင်းစီစဉ်ကိုခန်းနာတိုက်မြိုက်စွာကျင်းပသွားတာပဲဖြစ်ပါတယ်ခင်ဗျာခန်းနာမှာကျောင်းသားကျောင်းသူလေးများရဲ့စီလုံးမှုညီညွတ်မှုနဲ့တက်ကြွတဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကလေးများရဲ့အကအလှများဟာလည်းရင်သက်ရှုမောစရာတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒုတိယပိုင်းစတင်တဲ့အခါမှာကလေးများဖြင့်နံပါတ်အဆင့်တွေကိုပုံဖော်ပြီးတော့မှကောင်တောင်းစီစဉ်ဖြင့်စတင်ဖွင့်လှစ်သွားတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ကလေးများလည်းစီစဉ်တကြပြုလုပ်ပြီးတော့မှဒါကိုယ့်ရဲ့တပည့်လေးတွေနဲ့ကျွန်တော်တပ်ပုံမှတ်တမ်းလေးတွေရိုက်ကူးပြီးတော့မှ short video လေးရိုက်ကူးနေရပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ပွဲဟာအရင်နှစ်တင်နဲ့မတူဘဲနဲ့ရပြီပထမအစအဖွင့်မှာရပါပြီပကံရမပူဇော်ဟန်လေးနဲ့စပြီးတော့မှဖျားကန်ဖွင့်တဲ့ပုံစံမျိုးလေးစပြီးဖွင့်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ငယ်တုန်းကသင်ခဲ့တဲ့ငယ်ဆရာအခုထိလည်းသူ့ဆရာနေပညာတွေယူနေရတော့မှာပဲခင်ဗျာ။ပြီးတော့အခမ်းအနားစပြီးတော့မှဖွင့်တဲ့အခါမှာစက်တင်မင်္ဂလာတွေရှိသွားအောင်လို့ဖျားကြောရဲ့ပကံလေးနဲ့စပြီးတော့မှဖွင့်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတပင်ရဲ့တမန်စင်တိုင်းဖျားကန်ထွက်ပြီးသွားရင်နဲ့တခြင်းထွက်ရတာဖြစ်တဲ့ကြောင့်မလို့ကိုကြီးကျော်လေးနဲ့စပြီးတော့မှကားလိုက်ပါတယ်။နောက်ပိုင်းကလေးလေးတွေချစ်စပွဲမူရာလေးတွေဖြင့်ကပြဖြောပြနေတာပဲဖြစ်ပါတယ်။ဒါကတော့လုံးဝကိုမသိလိုက်တဲ့စုလေးတစ်ခုပါအရင်ကမှပျော်ရွှင်ကျင်းနေခဲ့ရတဲ့ surprise စုလေးဆိုရင်လည်းမမှားပါဘူး။ကလေးတွေကတော့ပြင်ပမှာတပွဲပွဲနဲ့စားရီရေးလိုက်ကြပကြီးပေါင်းလေးတွေကြီးလိုက်ကြရန်ကိုမှစီကားတိုက်မြိုက်တဲ့ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ကြည်တွဲသားတွေသမီးတွေစကွာမြင်းနဲ့အခု Trump ဖြစ်နေစကွာမြင်းနဲ့ကနေတဲ့ချင်းလေးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့နောက်ဆုံးပိတ်အိမ်နဲ့လွဲပြီးတော့မှအိမ်ပြန်အလွမ်းသချင်းလေးကိုတီးဆူပြီးတော့မှအခမ်းအနားပိတ်သိမ်းလိုက်တာပဲဖြစ်ပါတယ်။